မဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြချက်လေးမှာစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုလေ့လာပါပါမယ်ဒီအရေးမြင့်မှာကစီးပွားလပပွင့်လန်းတိုမီတူတွေမှာကြိုတင်တွေ့ရှိရတဲ့နေမီလက္ခဏာ9ရက်အကြောင်းကိုအသေးစိတ်ဖော်ပြထားပါတယ်ချမ်းသာခြင်းဆိုတာမိုးကြရွှေကိုလိုရုတ်တဲ့ရက်ကြီးရောက်လာတာမျိုးမဟုတ်ဘူးလေကြီးမားတဲ့အပြောင်းလဲတစ်ခုမဖြစ်ခင်မှာစက်ကြောလာကြီးကနေအရင်ဆုံးအချက်ပြလေးရှိပါတယ်ဒီကနေ့မှာတော့ငွေကြေးတနာတွေအလုံးအရင်းနဲ့မဝင်လာခင်ကြိုတင်တွေ့ရှိရတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနေမီလက္ခဏာတွေကိုလေ့လာကြည့်ကြပါမယ်စာသားထဲမှာဆိုရင်မိုးမရွာခင်တင်တောင်လေးတက်လာတယ်လို့ပဲလို့တင်စားထားတယ်။တကယ်လည်းဟုတ်တယ်လေ။လေပြင်းမတိုက်ခင်လေထုကငြိမ်သက်သွားတယ်လို့မျိုးအောင်မြင်မှုတွေငွေကြေးတွေဝင်လာတော့မယ်ဆိုရင်လည်းတဘဝတရားကရောကိုရစိတ်အတွင်းပိုင်းကပါဒီလိုကြိုတင်သတိပေးချက်ပြမှုလေးပြသတ်ပါတယ်။ကဲဒီတော့ဒီကနေ့လေ့လာမယ်အထက်ကအဆင့်5ဆင့်ကိုအကျဉ်းဖြင့်ချိလိုက်ရအောင်။နံပါတ်1ကစိတ်အေးခဲမှု2ကတဘာဝရဲ့အချက်ပြမှုများ3ကတိုက်ဆိုင်မှုများ4ကအခက်ခဲများရဲ့သဘောတရားနဲ့နောက်ဆုံးနံပါတ်5ကပေးကမ်းလို့စိုက်တူပဲဖြစ်ပါတယ်ပထမဆုံးအချက်ဖြစ်တဲ့စိတ်အေးချမ်းမှုတနည်းအားဖြင့်ရှင်းပြလို့မရတဲ့ငြိမ်းချမ်းခြင်းဆိုတဲ့အပိုင်းကိုစပြီးကြည့်လိုက်ရအောင်ထူးဆန်းတာတစ်ခုပြောပြမယ်ငွေကြေးတွေအများကြီးဝင်လာတော့ပဲတူဟာလေအရင်ကလို့ငွေမရှိလို့ပူပန်းနေတာမျိုးရုတ်တရက်မရှိတော့ပဲစိတ်ကအလိုလိုကိုအေးချမ်းနေတတ်ပါတယ်အရင်ကဆိုအကျွေးတွေအတွက်ပူပါမယ်ငွေတစ်ချက်ဆုံးရှုံးတော့မှကိုအရန်ကြောက်တဲ့ရှားပါမှုစိတ်ထားမျိုးရှိခဲ့ပေမဲ့အခုကြောက်တော့ဘာရမဟုတ်ဘူးအနာဂတ်ကိုနှဆိုင်စွာယုံကြည်လာတဲ့ဖြည့်စုံမှုစိတ်ထားမျိုးကိုယ်စိတ်ထဲအလိုလိုကိန်းအောင်လာတတ်ပါတယ်ဒါကဘာလို့လဲဆိုတော့လောကနေရာမှာအရာတူနီဘောဆွမ်းအီများအချင်းချင်းဆွဲငင်တတ်တယ်လေကိုယ့်ရဲ့တိစိတ်ထဲမှာလောဘစိုးရင်ငြိမ်းပြီးအေးချမ်းနေပြီဆိုရင်အဲ့ဒီငြိမ်းချမ်းတဲ့ဆွမ်းအင်ကကျွယ်ဝချမ်းသာမှုစွမ်းအင်နဲ့သွားပြီးထပ်တူကြတော့တာပါပဲအဲ့ဒီအခါမှာလာပလာဘာတွေလိုတန်လိုက်လို့အလိုလိုဆွဲငင်ယူလာတော့တာပါပဲဒုတိယချန်နေနဲ့သဘာဝတရားရဲ့သတင်းစကားများသို့မဟုတ်ပေါင်းအချင်းကနေပြလာတဲ့အချက်ပြမှုတွေကိုဆက်သွားပါမယ်ရှေးလူကြီးတွေပြောလေးရှိတာကြားဘူးကြတယ်မဟုတ်လားအင်ကိုတတဝါလေးတွေလာရင် love ရှင်တယ်ဆိုတာလीဒါကအယိုစတသက်မဟုတ်ပါဘူးတကယ်လို့ဇီဝပိရအရာတော့စွမ်းရင်သဘောတရားအရာပါအကြောင်းပြချက်ရှိပါတယ်အရင်ကမမြင်ဖို့တဲ့အယောင်စုံလေးပြလေးတွေဝင်လာတာခွေးလေးကြောင်လေးတွေလာရောက်ခိုးလုံးတာဒါမှမဟုတ်ကိုပဲဝင်းချင်ကတစ်ပင်လေးတွေတိတိတသာစိမ့်လန်းလာမျိုးတွေအရန်ကောင်းတဲ့အချက်ပြမှုတွေပါသူတို့လေးတွေကကောင်းမွန်တဲ့စွမ်းရည်အရှင်အဝါရှိတဲ့နေရာကိုအရင်ဆုံးသိရှိခံစားနိုင်လို့တဘာဝလျောက်ရောက်လာကြတာဖြစ်ပါတယ်တတိယမြောက်နေမိလက္ခဏာကတော့တိုက်ဆိုင်မှုများရဲ့စွမ်းအားအထူးသဖြင့်ကိန်းကနန်းတိုက်ဆိုင်မှုတွေပဲဖြစ်ပါတယ်ဒီနေရာမှာ synchronicity လို့ခေါ်တဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုပြောချင်တာပါဥပမာနိုင်ကြီးလိုက်ကိုင်းကနန်းတူနေတာကားနံပါတ်တွေမှာ888လို့999လို့ထပ်တူညီကနန်းတွေကိုမကြာခဏမြင်တွေ့ရတာမျိုးပေါ့ဒါတည်းမကဘူးကိုတကယ်အကူကြီးလို့နေတဲ့အချိန်ကွက်တီမှာတငယ်ချင်းဟောင်းစီကဖုံးဝင်လာတာမျိုးအချိန်ကိုက်အကူကြီးရတာတွေကစက်ကြဝဠာကကိုလမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့သတင်းစကားပါနေတာပါပဲကဲဒီတော့စဉ်းစားစရာမေးခွန်းတစ်ခုရှိလာပြီကျွဲဝါချောင်းပါမယ်နေမိတ်လက္ခဏာဆိုတိုင်းအမြဲတမ်းအစဉ်ပြေချောင်းမွေနေရမှာလားတကယ်တော့ဘဝမှာကြုံရတဲ့အဆိုးဆုံးအခက်အခဲတွေကတော့နောက်ွယ်မှာကံကောင်းချင်းတွေဖြစ်နေတိုင်းသလားဒါကိုစတုခတ်မြောက်အချက်ဖြစ်တဲ့အခက်ခဲများရဲ့သဘောတရားအပိုင်းမှာဆက်ပြီးလေ့လာကြည့်ပါမယ်လူတယောက်တကယ်အကြီးကျယ်ချမ်းသာတော့မယ်ဆိုရင်လေအဲ့ဒီမတိုင်ခင်မှာအဆိုးဆုံးအခက်အခဲတွေနဲ့အရင်ဆုံးရင်ဆိုင်ရတတ်ပါတယ်အလို့ဖြုတ်တာလုပ်ငန်းရှုံးတာယုံကြည်ရဆုံးတို့ရဲ့သစ္စာဖောက်ခံရတာမျိုးပေါ့ဒါပေမဲ့ဒါတွေကစိတ်တကြစရာမဟုတ်ပါဘူးအရင်မြင့်မှာရှင်းပြထားသလိုပဲဒါဟာပိုကောင်းတဲ့အရာတွေဝင်လာဖို့နေရာလို့ဖန်တီးပေးဖို့စွမ်းအင်ဟောင်းတွေကိုရှင်းလင်းပြတာတတ်ပါပဲအလွယ်ပြောရရင်အခက်ခဲဆိုတာအရန်ကောင်းတဲ့ပြောင်းလဲမှုတစ်ခုတည်းလမ်းခင်းပေးလိုက်တာလို့မယူနိုင်ပါတဲ့ပင်စမမြောက်နေမိတ်လက္ခဏာကတော့ပေးကမ်းလို့စိတ်ပြင်ပကိုဖော်ပြလာတဲ့အပြုမှုပဲဖြစ်ပါတယ်ကျိုးတရကြီးကိုမှရှီယာလေးကိုခွေးဝေပေးလိုက်ရလို့ဆုံးရှုံးသွားတယ်လို့လုံးဝမခံစားရတော့ပဲအလိုတန်းပြုလို့တဲ့စွန်ကြဲပေးကစိတ်တွေအလိုလိုဖြစ်ပေါ်လာတတ်ပါတယ်သူတစ်ပါးအောင်မြင်ရင်လည်းမနာလိုဖြစ်မဲ့အစားတကယ်ကိုဝမ်းတာပီတိဖြစ်ပြီးမိုးရိကြပွားနိုင်လာတယ်ကိုမှပေးစရာလုံလောက်စွာရှိနေပြီဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုဝင်လာလို့ဒါဟာလည်းချမ်းသာတော့မေးပြင်းထန်တဲ့အချက်ပြတ်မှုတစ်ခုဖြစ်နေပါတယ်သဘောတရားကဒီလိုပါငွေကြေးကိုရင်နဲ့ရင်ကြည့်ရင်ပိုရှင်းပါတယ်စက်ကြဝဠာတဲ့နေရာမအရာရသက်နေတဲ့ရေကကြာရင်ပိုတိုးပစီရတတ်ပေမဲ့စီးစင်းနေတဲ့ရေကတော့အမဲလက်ဆက်နေတယ်လေအဲ့ဒီလိုမဲ့လှဲ့လေစီစဉ်ခွင့်ပြုထားတဲ့ငွေကြေးဟာပိုပြီးတိုးဖွာလာတတ်ပါတယ်ညမျောတန်တိုးပြီးကြောက်ရွံ့နေတဲ့သူစီကနေငွေကပြေးထွက်သွားတတ်ပြီးရက်ရောတဲ့သူစီကိုကြတော့အဖော်ရီခေါ်ပြီးအလုံးရင်းတဲ့ဝေလာတဲ့သဘောရှိပါတယ်ဒါဆိုရင်ဒီလိုလက္ခဏာတွေကိုဘယ်လိုဆွဲဆောင်ကြမလဲအဲ့ဒီအတွက်ကျေးဇူးတင်ခြင်းဆိုတဲ့အဓိကတွန်းအားအကြောင်းပြောကြအောင်
ညစ်စင်ဘွားမှာကိုယ့်စီမှာချိနေပြီးသားရလေးတွေကိုကျေးဇူးတင်တဲ့ဖို့ကအရန်အရေးကြီးပါတယ်။မနေ့အရာနိုးရင်အသက်ရှူဖို့လေးရှိနေတာအိဆီယနီယာလေးရှိနေတာကိုကျေးဇူးတင်ပါ။ပြီးတော့အရေးကြီးဆုံးကကိုယ့်စီမကြခင်ဝလာတော့မဲ့ဒနာဥစ္စာတွေအတွက်ပါကြိုတင်ပြီးကျေးဇူးတင်လိုက်ပါ။ဒီလိုပြုသဘောဆောင်တဲ့ကျေးဇူးတင်စိတ်ကကံကောင်းခြင်းတွေကိုတန်လိုက်လို့အခေါင်ကောင်းနဲ့ဆွဲငင်နိုင်ပါတယ်။ အနစ်ချုပ်ရရင်ကျွယ်ဝချမ်းသာမှုဆိုတာတတ်တက်ကံတရားချီးပဲမဟုတ်ပါဘူးဒီเจ้าရမှာတင်ပြထားသလိုအမှန်တကယ်ချမ်းသာမှုဆိုတာမှန်ကန်တဲ့စိတ်နဲ့စိတ်ထားရဲ့မယဉ်ရိုင်တဲ့ယုံကြည်မှုရဲ့စင်ဆက်မပြတ်ကြိုးစားအားထုတ်မှုရဲ့ဒီသုံးခုပေါင်းဆက်လက်မှသာဖြစ်ပေါ်လာတာပါအခက်အခဲတွေကိုအကောင်းမြင်စိတ်တရင်ဆိုင်ပြီးပတ်ဝန်းကျင်ကိုရရောစွာပေးကမ်းတဲ့မေဆိုရဲ့အောင်မြင်မှုတွေကမလွဲမသွေရောက်ရှိလာမှသိချပါပဲ ကဲနောက်ဆုံးအနေနဲ့ဒီမေခွန်းလေးကိုတွေးကြည့်စေချင်ပါတယ်တကယ်လို့ယနေ့မှာစัจ java လာကြီးကကိုပဝန်းကျင်မှာဒီလိုနေမိတ်လက္ခဏာတွေကနေတဆင့်အချက်ပေးစကားပြောနေတယ်ဆိုရင်ကိုယ်တိုင်ကတော့တကယ်သိချာတတိထားမိမှာလားဒါမှမဟုတ်တာမန်မိုးတိမ်လေးလိုပဲထင်ပြီးလစ်လွတ်ရှုထားမိမလားကိုယ့်ရဲ့စိတ်နဲ့သဘောထားပြောင်းလဲမှုကနေတဆင့်ကျွယ်ဝချမ်းသာမှုကိုဘယ်လိုဖန်တီးနိုင်မလဲဆိုတာကိုပြန်လည်စမ်းစစ်ကြည့်ဖို့တွေ့တုံးရင်ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲငင်းချမှုနဲ့အတူကျွယ်ဝချမ်းသာမှုကိုပိုင်ဆိုင်နိုင်ကြပါစေ